ရိုက်ထားတယ်ဒီနေ့ကအင်အားမပြောတယ်ဒီဘလိုင်းပေါက်သူ့ဘလိုင်းပေါက်ပေါ့နော်ဒါပေမဲ့ဒီဘလိုင်းပေါက်မှာတဲ့ကိုလိုချင်တဲ့ဟာပေါ့နော်ကျမလိုချင်တဲ့ဟာကိုပောက်တယ်ဆိုလို့ရှိရင်ယူလိုက်တဲ့ပေးရပေါ့နော်ကျမလိုချင်တဲ့ဟာမပောက်ဘူးဆိုလို့ရှိရင်တော့အဲ့ဘလိုင်းပေါက်ကသူပဲယူမယ်တဲ့ okay အဲ့တော့ unboxing လုပ်မယ် let's go အဲ့တော့ဘာလိုချင်တာလဲဆိုတော့ကျမက blink နော်အဲ့တော့ကျမကပန်းရောင်ပဲကြိုက်တယ်ပန်းရောင်လေးလေးကြိုက်တယ်ပင်းလေးကြိုက်တယ်ပြီးတော့ဘာရှိအစိမ့်လေးလာနော်ဒီဟာလေးလည်းလှစိမ့်လေးလည်းလှအဲ့တော့ပန်းရောင်လေးလည်းအဆင်ပြေတယ်ဒီကပေါ်အစိမ့်လေးလည်းအဆင်ပြေတယ်ကျမအကုန်အဆင်ပြေတယ်ကျမတော့အပြာနှစ်ခုပဲအများကြီးသွားရွေးလိုက်တော့တူတယ်ပဲမဖြစ်ဘူးပေါ့နော်အပြာလေးနဲ့အဝါရောင်လေးနဲ့ကြိုက်တယ်ကျမကတော့ကျမက pink နဲ့ green ဒါလေးပါဒါလေးအောက်ပေါက်လိုက်စိတ်ဆင်းရဲမှုတွေကုန်ပြောက်သွားဒီတော့ဘယ်မှာသူတည်ရမယ်နဲ့ကျမလူစနာပဲရမှာပါတည်ရမှာကျမလေအမေဟူတော့ကန်နေရမ်းညံ့နေတော့ရချင်မရအစိုးတွေပဲလာတာတခါမှအကောင်းနေမလာဘူးဘွားကြီးမရပါဘူးကမကြီးမမကမကြီးနဲ့ကမကြီးဘူး okay အဲ့နေဖောက်လိုက်မဖောက်နေပလိုင်းပေါက်ကမဖောက်ဟဲ့နေပလိုင်းပေါက်နေဖောက် okay ကျမကိုဖောက်တယ်ကျမပြာရဲ့အဝါလေး ကျမက pink နဲ့ green နော်ကြည့်လိုက်ပါမြင်ကြလားဘာရောင်လေးလေးဆိုမြင်ကြလားကျမလေးအဲ့လိုမျိုးအရာရာမှာကံကောင်းခဲ့ပေမဲ့ကျမလေးလူ့ပွဲစည်းနဲ့မှာတော့ကျမကံမကောင်းခဲ့ပါဘူးရှင်အမလေးဝေးလိုက်တာအမလေးကျစီရတယ်ဒီကအမသူရတာအကယ်ဒမီရတယ်သူရတာကျမရတာကျမဟဲ့ကြည့်လိုက်ကျမပြီးလိုက်ကျမရတာပြီးလိုက်ပါကျမတိုင်ရှင်ကကျမပါရှင်ဘာယူမဲကင်နာဟဲ့